ရှေးတရောအခါကဘာရာဏသီပြည်အနီးမိကသမရမြေကမ်းဤတစ်ဖက်တစ်ချက်တွင်တန်ငါရွာကြီး2ရွာရှိလေ၏ထိုတန်ငါရွာကြီးတို့တွင်တန်ငါအကြီးကဲတဦးစီရှိကြပြီးတဦးနှင့်တဦးလည်းဆွေမျိုးရင်းချပမာခင်မင်ရင်းနှီးကြသည်ခင်မင်ကြသည့်အလျောက်မိမိတို့အိမ်တော်ရက်သားကြပြီးကြလျင်သားသမီးများရခဲ့ကြပါကနှစ်ဦးနှစ်ဖက်ဆုံဖက်ပေးကြရန်ကိုပင်ဂတိကဝတ်ပြုခဲ့ကြသူများဖြစ်သည်ကာလကြာသောအခါရင်းတို့နှစ်ဦးတည်းမိဘတို့သဘောတူကြသောသူများနှင့်အိမ်တော်ကြပြီးအရှိဘက်တန်ငါရွာလင်မယားမှာသားတစ်ယောက်ထွန်းကားလေသည်ရင်းတို့ဤသားအမိကားဒုကူလဟူ၍မဲ့ခေါ်ပေ၏အနောက်ဖက်တန်ငါရွာမှလင်မယားတွင်မူသမီးကလေးတဦးမွေးဖွားလေသည်ထိုသမီးအမည်ကိုပါရိကာဟူ၍မဲ့ခေါ်ပြန်သည်ထိုတန်ငါအကြီးကဲတို့၏သားနှင့်သမီးဖြစ်သောဒုကူလနှင့်ပါရိကာတို့သည်ယမပီမှဆင်းသက်၍လူပြည်တွင်လူလာဖြစ်ကြသောကြောင့်ရုပ်ဆင်းအင်္ဂါတို့မှသူမတူအောင်လှပပြီးဖြစ်ကြလေ၏ထို့ပြင်ထူးခြားသည့်ကာမဂုဏ်အရာအားငယ်စဉ်ကပင်ဆက်ဆုပ်ရွှရှာကြသဖြင့်အရွယ်ရောက်၍လူမှန်းတိတတ်သည့်အခါတွင်ပုံမတွန်းဆုပ်ကြလေသည်သူတို့နှစ်ဦးအရွယ်သို့ရောက်ရှိလာသောအခါ၌မိဘတို့သည်ယခင်ကပင်ဂတိပြုထားခဲ့ကြသည့်အတိုင်းတဦးဤသားကိုတယောက်ဤသမီးနှင့်ထိမ်းများစွာဖက်ပေးလိုက်ကြလေသည်ဒုကူလနှင့်ပါရိကာတို့နှစ်ဦးမှာမိဘတို့၏အလိုကျထိမ်းများစွာဖက်ပေး၍အကျဉ်းလင်မယားဘဝရောက်ခဲ့ကြရတော့လဲကာမဂုဏ်မှု၌မွေးလျော်လိုက်စားခြင်းအလေးမရှိကြပေရင်းတို့နှစ်ဦးသည်နှစ်ဖက်သောမိဘများတိမ်ပါကွယ်လွန်သွားကြသောအခါတွင်အချင်းချင်းတိုင်ပင်ပြီးတောသို့ဝင်၍ရတေယဟန်မှပြုလုပ်ခဲ့ကြသည်တိကျမင်းသည်ဒုကူလနှင့်ပါရိကာတို့နှစ်ဦးတောသို့ဝင်၍ရတေယဟန်ပြုကြမည်ကိုတည်သောကြောင့်ကျောင်းတင်ကန်းတစ်ဆောင်နှင့်ကိုဝတ်ကိုယုံအသုံးဆောင်စသည်တို့အားဖန်ဆင်းထားရှိလေသည်ဒုကူလနှင့်ပါရိကာတို့နှစ်ဦးသည်စိုက်မြိုက်စွာပင်ထိုကျောင်းတင်ကန်းသို့ရောက်ရှိခဲ့ပြီးအစဉ်သင့်တွေ့ရသောဖန်ရည်ဆိုးတင်ကန်းကိုယုံတို့ကိုဝစ်စင်ကြလျက်ရတေမပြုကာနေထိုင်ကြလေသည်ထိုရတေနှစ်ဦးတည်းတတဝါတို့အားမေတ္တာဘာဝနာပွား၍ဗျမဝိဟာရကမ္မထန်တရားကိုပွားများကြလေသည်ယင်းတို့၏မေတ္တာဘာဝနာအာနုဘော်ကြောင့်ခတ်သိမ်းသောငှက်နှင့်တတဝါအပေါင်းတို့သည်တိတိတိဥအစရှိသည်တို့ကိုကိုက်ချီ၍အလုတ်ကျွေးပြုကြကုန်လေ၏ဒုကူလတရားအားထုတ်ချိန်တွင်ပါရိကာသည်ရေခတ်ခြင်းတတိရှာဖွေခြင်းစသည့်ဝေယဝိဆအလုတ်တို့ကိုလှုပ်လျက်ပါရမီဖြည့်ဆည်းရှာလေ၏ပါရိကာမေတ္တာကမ္မထန်စီးဖြန်းနေချိန်တွင်လည်းဒုကူလသည်တန်ရှင်းရေးလုပ်ခြင်းအမိုက်သိမ်းခြင်းစသည်တို့ကိုဆောင်ရွက်လေ၏တနေ့၌တိကျမင်းသည်ဒုကူလနှင့်ပါရိကာတို့နှစ်ဦးအားလာရောက်ခစားလေသည်ဒီနောက်သူတို့နှစ်ဦး၏ကံကြမ္မာအားမြင်တွေ့ရသည့်၌မျက်စိနှင့်ကွင်းအလင်းမရကုန်ဖြစ်ပြီးမည်ဟုတွေ့လေ၏ထိုအရေးအန္တရာယ်ကိုမြင်ရလေသောအခါဤရတိတို့ကိုအလုတ်ကျွေးပြုနိုင်ရန်သားထောက်သမီးခံလိုအပ်ပါပေထို့ကြောင့်လူတို့၏အကျင့်ဖြစ်သောမေထုံကိုမိဝဲကြလျက်သားသမီးရရှိစေရန်တိုက်တွန်းလေတော့သည်ထိုစကားကိုတိကျမင်းဆိုသောတခဏ၌ဒုကူလသည်တိကျမင်းအားဤသို့ဆိုလေ၏အသင်တိကျမင်းအဘဲကြောင့်ဤကာမဂုဏ်စကားမျိုးကိုဆိုပြီးတနည်းငါတို့နှစ်ယောက်သည်လူတို့ပေါင်းနဲ့နေခဲ့သည်ရှိတော်လဲဤရုပ်မှာသောအမှုကိုပိုးလောက်အစုကဲ့သို့ဆက်ဆုပ်ရွှရှာခဲ့လေ၏ယခုဤသို့ပြုရန်တိုက်တွန်းမှုကိုအဘယ်သို့လက်ခံရအံ့နည်းတိကျမင်းသည်နောက်တစ်ဖန်ဆိုပြန်၏အတို့ဆိုပါလျင်အရှင်ရတိကိုရုပ်မှာသောသဘောရှိသည့်အမှုကိုအကယ်မပြုလိုပါလျင်ပါရိကာရတိမဤဥတုလာသောအချိန်ခါ၌ချက်ကိုလက်ဖြင့်သုံးသက်ကုန်ပါလျင်တာသမီယတနာထွန်းကားလာပါလိမ့်မည်တိကျမင်းသည်ဤသို့မိတ်ဆိုလျက်ဒုကူလအားရှိခိုး၍ကွယ်ပြောက်တော်မူလေသည်